ရှင်ဘီရဲ့ယောဂါပါလို့တင်စားလောက်တဲ့အထိသမိုင်းတွင်ခဲ့တဲ့အင်္ဂလန်ဘုရင်တို့အိုက်ဆက်နျူတန်တို့ပေါ့နော်အစရှိတဲ့သိပ္ပံပညာရှင်တွေတောင်ခံစားခဲ့ရတဲ့ကောက်ယောဂါပေါ့နော်အဲ့တော့ကောက်ယောဂါဝေဒနာရှင်တွေဟာမွန်ကြီးတို့ကဒီယူရစ်အက်ဆစ်တွေတအားများလာတဲ့အခါကိုယ့်ရဲ့ဒီအစားအသောက်တွေတဲကနေပြီးတော့ပေါ့နော်တကယ်လူတွေမှာကမူရင်းကတော့ယူရစ်အက်ဆစ်ကအနည်းငယ်တော့ရှိကြတယ်အဲ့ဒီကယူရစ်အက်ဆစ်တွေတအားများလာတယ်နော်တို့ကတက်ခွက်ကနေစစ်မထုတ်နိုင်တော့ဘူးကိုယ့်ရဲ့အစားအသောက်တွေအပြုတ်မှုတွေကြောင့်တက်ခွက်ကနေပြီးတဲ့အခါကျတော့ဒီပိုရှန်လာတဲ့ယူရစ်အက်ဆစ်တွေကိုထုတ်မပေးနိုင်တော့ဘူးเนาะစစ်ထုတ်မှုနည်းလာတဲ့အခါမှာဂေါက်လေးဘက်နာဆိုတဲ့ဝေဒနာတွေကဖြစ်တည်လာတယ်ပေါ့เนาะအဲ့တော့ဂေါက်ယောဂရှိလို့ပါတဲ့ဘယ်ဆေးဆိုင်တွေမှာဝယ်လို့ရလဲဆိုလို့ရှိရင်เนาะမွန်ကြီးကအဓိကစိန်နှန်းတော်နဲ့ဟာဘဲကျေလိန်ဆေးလေးကိုလေအမျိုးအနေနဲ့တိုင်းကိုအယောင်ငွေချေပို့ပေးနေတာဖြစ်တဲ့အတွက်မွန်ကြီးစီကနေမှာယူသုံးဆွဲလို့ရတယ်ပေါ့เนาะတခြားမြို့နယ်တွေမှာကိုယ်စလဲတွေမရှိသေးဘူးပေါ့เนาะမွန်ကြီးနဲ့တိုင်းရိုက်ကိုယ်စလဲတွေမရှိသေးပါဘူးအဲ့ဒီအတွက်ကြောင့်ကိုယ်စလဲယူခြင်းနေဆိုလို့ရှိရင်လေမွန်ကြီးကနေကိုယ်စလဲလက်ခွဲလေးတွေပေးပါတယ်ဒီ line ပေါ်မှာရောင်းချဖို့ပေါ့เนาะပြောဆိုဖို့ရောင်းချဖို့အတွက်လည်းရောင်းချနီးလေးတွေကိုလည်းတင် जा ပြသပေးပါတယ်တယောက်နဲ့တယောက်လက်တွဲပြီးခေါ်ပေးတယ်ပေါ့ရှင်မိမိဘက်ကလည်းစူးစမ်းဖို့တော့လိုမယ်ပေါ့เนาะအဲ့တော့ဒီကောင်ယောဂနဲ့ပတ်သက်ပြီးတော့တောက်ဆေးလေးရခြင်းနဲ့လိန်ဆေးလေးရခြင်းနဲ့ဆိုလို့ရှိရင်เนาะမွန်ကြီးရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0959393345ပိုက်ပါကိုဆက်သွယ်မေးမြန်းမှာယူလို့ရပါတယ်เนาะဝေဒနာနဲ့ဆေးအနာနဲ့ဆေးတွေ့ပြီးတော့အမြဲကျန်းမာပျော်ရွှင်ကြပါစေရှင်